စုဝန်သည်ကားဘေးတွင်ရက်လျက်ကျေးဇူးတင်ပါတယ်ဟုပြောကာနှုတ်ဆက်နေပြီးကားအတွင်း၌ကူလျှောက်ထင်းကတင်းငင်စွာထိုင်နေသည်သူမသည်လမ်းဘေးမှနေ၍အင်ကြီးဘက်သို့လျှောက်သွားစဉ်ကားပေါ်မှနေ၍လိုက်လံကြည့်ရှုနေသည်ထို့နောက်ကူလျှောက်ထင်းသည်ကားကိုနောက်သို့ဆုတ်ကာအမောင်ထဲသို့မောင်းထွက်သွားသည်ညအချိန်မှောင်မိုက်နေသောကိုတောင်ကျဲကြီးထဲတွင်ကလတ်ထိုင်းနှလုံးဖြင့်လူများကိုချီနှောင်ထားသည်ကူလျှောက်ထင်းသည်အနက်ရောင်ဝတ်စုံဖြင့်ရှောက်လာကာဘသူကမင်းတို့ကိုခိုင်းတာလဲဟုအေးဆက်ဆက်လေးတန်းဖြင့်မေးမြန်းသည်ဖန်စီခံရသူကကြောက်လန့်တကြားဖြင့်တစ်ဖက်လူ၏နာမည်ကိုထုတ်ဖော်ပြောဆိုပြီးမိမိတို့အပြစ်မရှိကြောင်းငိုယိုရှင်းပြသည်တရားခံကထိုသူပြောခိုင်းသည့်စကားဖြစ်သောယုံမာလက်ထက်မလားဒါမှမဟုတ်စုဝန်လားဆိုသည့်စကားကိုပြန်လည်ပြောပြသည်ကူလျှောက်ထင်းကမျက်နှာချင်းဆိုင်ရွက်လျက်စုဝန်ဟာကိုယ့်ရဲ့ပေါင်မဲ့သူ့ကိုထိတဲ့လူကိုနောက်တရစေမယ်ဟုပြင်းထန်စွာတတိပေးသည်လက်ထောက်ဖြစ်သူကအနာတို့ကလာကလူများကိုဖြီးပေးရန်အမိန့်ပေးပြီးပြေးခွင့်ပေးလိုက်ဟုဆိုကာကိုတောင်တကားကိုဖွင့်ပေးလိုက်ရာလူဆိုးများထွက်ပြေးသွားကြသည်လက်ထောက်ကဟိုဘက်ချမ်းကိစ္စများကိုတင်ပြရာကူလျှောက်ထင်းကသူတိလာလိမ့်မယ်ဟုတင်းငိမ်စွာပြန်ပြောသည်ကိုတောင်ထဲတွင်နှစ်ဦးသားရက်လျက်အခြေအနေကိုစောင့်ကြည့်နေကြသည်နောက်တနေ့ရုံးခန်းအတွင်းသို့လက်ထောက်ကအရေးတကြီးဝင်လာပြီးမင်းညကလူ3ယောက်လုံးအဆက်အသွယ်ပြတ်သွားပါတယ်ဟုအစီရင်ခံသည်စရင်စရာရေးမှတ်နေသောကူလျှောက်ထင်းကခေါင်းမော်လာကစဉ်းစားကန်းဝင်ပြီးလက်ထောက်ကယူကုန်ရင်းနှီးမြုပ်နှံမှုကလူတွေခေါ်သွားတာပါဟုဆက်ပြောသည်ထိုသူပြောသွားသည့်စုဝန်ဟာသူ့ရဲ့ပေါင်မဲ့ဆိုသည့်စကားကိုထပ်ဆင့်ပြောပြရာကူလျှောက်ထင်းမျက်နှာတင်းသွားသည်ပြူတင်းပေါက်မှတစ်ဆင့်မြို့ပြမြင်ကွင်းကိုကြည့်ကာယူကုန်ရင်းနှီးမြုပ်နှံမှုအကြောင်းကိုတွေးတောနေသည်ထို့နောက်ကားပြင်ပေးပါစုအိမ်ကိုသွားမယ်ဟုအဆုံးသတ်အမိန့်ပေးလိုက်သည်